တက်ရှုပ်ကြီးတယောက်ဖြစ်လာတယ်ဆိုတာလေလွယ်လွယ်လေးမဟုတ်ပါဘူးနော်ခိုးတယ်အများကြီးတည်းမှာဖြစ်လာတာသူ့ဖုံသူ့ကန်သူ့ရဲ့အရေးရှင်းတယ်မလို့ပြီးနိုင်တာခိုးတက်ဆုံးမလို့ သူကတကယ်တော့ဘယင်ပဲအဲ့ဒါကိုမင်းတို့ဆဲနေဘယင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ April 12 ရက်နေ့2025ကျွန်တော်နဲ့သူမင်းညကနေဒီနေ့မနက်ခင်းနောက်ဆုံးရရှိထားတဲ့တင်လေးတွေကိုကျွန်တော်လိုရင်းတိုးရှင်းလေးတင်ပြသွားမှာဖြစ်ပါတယ်အရင်ဦးဆုံးပြောချင်တာကတော့ကျွန်တော်ချစ်ရတဲ့ပေတုကောင်းဆောင်ကြီးတော့အမေတော်အောင်ဆန်းစုကြည်ကမလာ28ရက်နေ့ကဖြစ်ခဲ့တဲ့ငလင်ကြောင့်မို့လက်တစ်ဖက်ကျိုးထားတယ်ဆိုပြီးမှတင်လေးတွေအရင်မှထွက်နေပါတယ်ဒီတင်လေးတွေကလည်းအတိပြုလို့တော့မရနိုင်သေးပါဘူးဒါပေမဲ့မဖြစ်ပါစေလို့ပဲကျွန်တော်ဆုတောင်းပေးရမှာဖြစ်ပါတယ်ကျွန်တော်အရင်နောက်မှာလည်းကိုရှယ်လေးကဒီတင်နဲ့ပတ်သက်ပြီးတော့အရေးအမွှပြပြထားတာလေးလည်းရှိဗီဒီယိုလေးလည်းပါပါတယ်စိတ်ဝင်စားတဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်အဆုံးလေးလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်စလိုက်ကြရအောင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့စကိုင်းတိုင်းကအင်တော်မြို့သိမ်းတိုက်ပွဲအတွင်းဒေါ်လာရေးပူပေါင်းတပ်တွေကအရှင်ဖန်စီရမိထားတဲ့အကြံဖက်စကောင်စီတပ်ကတပ်မကွန်ခွန်တပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးဆိုတဲ့သူဟာဆန္ဒသိန်းနဲ့2021ခုနှစ်မှာပဲအမတ်တစ်စစ်ဗျူဟာမှုအဖြစ်ရန်ကုန်ကပြည်သူတွေကိုပါပြစ်ခတ်တပ်ဖြတ်မှုမှာအတိကဥဆောင်ခဲ့တဲ့သူဖြစ်တယ်လို့သူ့ရဲ့အကြောင်းကိုတေချာသိတဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုအတိပေးပြောဆိုလာပါတယ်။အဲ့ဒီအကြံဖက်စကောင်စီတပ်ရဲ့ကျန်းလာပါတယ်ဆိုတဲ့တပ်မခွန်ခွန်ကတပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးအပါဝင်စစ်သားအယောက်150ကျော်ကိုဒေါ်လာရေးပူပေါင်းတပ်တွေကအင်ဒိုမြို့သိမ်းတိုက်ပွဲမှာအရှင်ဖန်စီရမိထားတယ်လို့ဒေါ်လာရေးသတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီစစ်ကောင်စီရဲ့တပ်မခွန်ခွန်တပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးဆိုတဲ့သူဟာစစ်တပ်ကတော့အပတ်စဉ်42ကျောင်းစင်းဖြစ်ပြီးစစ်တပ်ကအာဏာသိမ်းခဲ့တဲ့2021ခုနှစ်မှာအမတ်တစ်စစ်ဗျူဟာမှုအဖြစ်ရန်ကုန်ကပြည်သူတွေကိုပါပြစ်ခတ်တပ်ဖြတ်မှုအတွင်းအဓိကဥဆောင်ခဲ့တဲ့သူဖြစ်တယ်လို့သူကိုယ်တိုင်ဆန္ဒပြပြည်သူတွေကိုပြစ်တက်ဖို့အမိန့်ပေးခဲ့တာဖြစ်တယ်လို့လေသူ့ရဲ့အကြောင်းကိုတေချာသိတဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုအချက်လက်တွေနဲ့တကွပြောဆိုလာပါတယ်အဲ့ဒီအမခွန်ခွန်တမမှုဘုံမှုချုပ်အောင်သက်ဦးဆိုတဲ့သူမှာဇနီးဖြစ်သူဒေါ်သက်စုနွယ်ထွန်းနဲ့တားအကြီးဖြစ်သူပြည့်ရှံဦးတားငယ်အံဖုံးဦးတို့ရှိတယ်လို့လည်းပြောထားပြီးသူဟာရန်ကုန်တိုင်းစစ်ဌာနချုပ်အမှတ်1စစ်ဗျူဟာမှုအဖြစ်ကနေကန်ယူရန်တိုင်းစစ်ဌာနချုပ်ကော့တောင်းတက်နေရဲ့စစ်ဗျူဟာမှုအဖြစ်ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့တယ်လို့အဲ့ဒီနောက်မှာတက်မကွန်ကွန်တက်မမှုဖြစ်လာပြီးအခုတော့အင်ဒိုမျိုးသိန်းတိုက်ပွဲမှာတော်လန်ရေးပူပေါင်းတပ်တွေရဲ့ခြေမုံမှုအတွင်းထွက်ပြေးရတဲ့အခြေအနေထိပါဖြစ်သွားရကနေအခုတော့ပြေးလို့မလွတ်ဖဲအရှင်ဖန်းစီခံလိုက်ရပြီဖြစ်တယ်လို့ရန်ကုန်ခေတ်ရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာနော်ဒါမျိုးလူတွေကနော်ဘယ်သူမှစီရင်ရမလို့ဒီလူတွေကိုဘယ်လိုလုပ်ရမလဲဆိုတာပီတူတွေပဲဆုံးဖြတ်ပေးလိုက်တာပီတူဆုံးဖြတ်ပေးတာကိုပဲပီတူဆုံးဖြတ်ချက်အတိုင်းပဲလုပ်တာအကောင်းဆုံးပဲနော်ဒီလောက်ထိပီတူတွေကိုညှဉ်းပန်းနေဆက်လက်နဲ့မရှိတဲ့ပီတူတွေလူထုတွေကိုနော်လူငယ်တွေဆန္ဒပြတဲ့လူငယ်တွေကိုမြို့ပေါ်မှာစ RPG တွေနဲ့ထုပြီးဖြိုခွင်းခဲ့တဲ့ကောင်နော်ပြီးရင်သူ့အခုသူ့အလဲကြမှာတေးမှာကြောက်နေတာဒီမြောက်မြို့ပေါ်မှာတော်ပြီးမှလက်နဲ့မရှိလူတွေတေးရင်ထွက်ခဲ့လို့စင်ခေါ်ခဲ့တဲ့ကောင်တွေနော်ဒီကောင်တွေဘာမှခွင့်လွှတ်ပေးစရာအကြောင်းမှမရှိဘူးဒီကောင်မဲမဟုတ်ဒီကောင်ရဲ့အောက်ကတက်မ89တခုလုံးကဒီဆန္ဒပြတဲ့အချိန်ကျွန်တော်တို့တော်လိုင်းရေးစားလုပ်တဲ့အချိန်ကျွန်တော်နင်းချင်းစာဆန္ဒပြတဲ့အချိန်မှာပြည်လူထုတွေမျိုးစုံတက်ဖြတ်ခဲ့တဲ့ကောင်တွေနော်ခွင့်လွှတ်ပေးစရာအကြောင်းမရှိဘူးတစ်ဖက်မှာတော့မကွေးတိုင်းမှာအကြံဖက်စကောင်စီဘက်ကစစ်ရရှိကြီးတဦးရဲ့သားဖြစ်တဲ့သူကိုစစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲဖမ်းဆီးမိတဲ့နိုင်ရီကန်နဲ့ရွာတိကလေးကျေးရွာအုပ်ချုပ်ရေးမှူး2ဦးထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့လက်ရှိမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေလေအကြံဖက်စကောင်စီတက်ကတော့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်7အတွက်ဆိုပြီးလူငယ်တွေကိုစစ်သားတွေအဖြစ်နှီးပေါင်းစုံနဲ့စုဆောင်းနေရမှာမကွေးတိုင်းကနိုင်ရီကန်ကျေးရွာအုပ်ချုပ်ရေးမှူးဝင်းစော်နဲ့ရွာတိကလေးကျေးရွာအုပ်ချုပ်ရေးမှူးဟန်မောင်ဆိုတဲ့သူတို့2ဦးဟာလေအာဂျိုမန်တနဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ပြီးစစ်ကောင်စီရဲ့အမှတ်301ချင်းမြန်တရင်တွေကိုပို့နေကြတယ်ဆိုပါတယ်တစ်ဖက်မှာတော့ခွေးတွေနော်ခွေးချင်းဆွဲမိတာနော်ခွေးတွေကဆွဲသူစံလိုချင်တာနဲ့သူများဒုက္ခပေးချင်တာနဲ့ရှေ့မကြည့်နောက်မကြည့်ဆွဲလိုက်တာနော်သူတို့အရာရှိရဲ့သားဖြစ်နေတယ်အခုဆွဲတဲ့နှကောင်လည်းထွက်ပြေးနေရတယ်နော်ဆွဲတဲ့ဥက္ကဋ္ဌနဲ့ပြူစောသေးတာနှကောင်ထွက်ပြေးနေရတယ်နော်အဲဒါကြောင့်ဒီကောင်တွေကသွားပြီဒီကောင်တွေကဘောကဒီကောင်တွေထွက်ပြေးနေမပြေးနေဒီကောင်တွေဟိုကောင်သူတို့ရဲ့ဆွဲလိုက်တဲ့ကောင်ရဲ့အဖေကပါအရာရှိဘယ်လောက်အရာရှိလဲတော့မသိဘူးဒီကောင်တွေပြင်းပါပဲအဲကြောင့်ဒီကောင်ထွက်ပြေးရတယ်ခွေးတွေတော်တော်ရည်ရတယ်တဲ့လားစကိုင်းတိုင်းမှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့စလင်းကြီးမြို့မှာရက်စကန်ကနေတိန်ဒုတက်ချက်တူဟာလက်နက်ခဲယမ်းနဲ့အတူမိသားစုပါခေါ်လာပြီးတော်လန်ရစ်တပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ရင်းမာပင်ခိုင် PDF အမှတ်16တရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်တစ်ဖက်မှာတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်
အကြမ်းဖက်စစ်ကောင်စီတပ်ကပဲခူးတိုင်းမှာရှိတဲ့တောင်ငူနဲ့ရေတာရှိမြို့နယ်တွေမှာစစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အတွက်တော်လှန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုရမှာစစ်ကောင်စီတပ်သား6ဦးကတော့အတိအသေးကုန်ကြပြီလို့ရေတာရှိမြို့နယ်အခြေစိုက်3934 PDF တပ်ရင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်တစ်ဖက်မှာတော့မန္တလေးတိုင်းမှာဒီကနေ့ဧပြီလ17ရက်နေ့မနက်ပိုင်းမှာပဲတာစီမြို့အနီးကိုဗဟိုပြုပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားပြန်တဲ့အတွက်မိထီလာ1တွင်းနဲ့မြစ်သားအပါဝင်နေရာအများစုကပြည်သူတွေဟာစိုးရိမ်ထိတ်လန့်ခဲ့ရပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်အဲ့ဒါမကြည့်ဆိုင်မှာနော်ငလင်ကလည်းမပြီးသေးဘူးငလင်ကလည်းမြို့နေတိုင်းမှာကြည့်ဆိုင်ရမယ့်အခြေအနေဖြစ်တဲ့အတွက်အားလုံးကြည့်ဆိုင်ဖို့ပြောချင်ပါတယ်စကြည့်အောင်တော့တယ်ပခုတ်ကူမြို့ကောက်ကွင်းမှာညပိုင်းပြန်လာတဲ့ကပ္ပစ24မှာဘုံမှုတော်စင်ဦးနဲ့စစ်တပ်တောက်တိုင်အင်ဖြူတော် KTV ပိုင်ရှင်ဖြစ်သူမြင့်ဦးတို့ပြစ်ခတ်ခံရပြီးတေဆုံးတယ်မကွေးတိုင်းပခုတ်ကူမြို့ကောက်ကွင်းမှာပြန်လာတဲ့ကပ္ပစ24မှာဘုံမှုတော်စင်ဦးနဲ့စစ်တပ်တောက်တိုင်အင်ဖြူတော် KTV ပိုင်ရှင်မြင့်ဦးတို့ပြစ်ခတ်ခံရပြီးတေဆုံးသွားကြောင်းဒေသနေပြည်သူများနဲ့ Acquit People Defense Forum တောင်ရှိတဲ့တူကပြောဆိုထားတယ်နော်စစ်တပ်နဲ့ပေါင်းတော့စစ်ခွေးနဲ့ပေါင်းတော့တေးမှာပဲနော်သူကဘယ်လောက်နေဘယ်လိုနေစကြအောင်တဲ့ဖို့ရွာငံအောင်ပန်းလိုင်းပိုင်းတွင်ဗိုလ်ကြီးမျိုးစော်တန်းလိုက်ပါလာတော့အိမ်စီကားကိုပြစ်ခတ်တိုက်ခိုက်မှုပွဲချင်းမိတိဆုံးဘီစတိုတနက်နဲ့လက်ပစ်ဘုံတို့တင်ဆက်ရရှိရုပ်တံကတော့ခစ်တက်မှကြည့်လို့ရတယ်ဒီမှာတော့မပါဘူးရှမ်းပြည်နယ်ရွာငံအောင်ပန်းလမ်းပိုင်းတွင်ဗိုလ်ကြီးမျိုးစော်တန်းလိုက်ပါလာတော့အင်စီကားကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတည်ဆုံးပြီးဒီစတိုတနက်နဲ့လက်ပစ်ဘုံတို့တင်ဆက်ရရှိခဲ့ကြောင်း the new state national defense army DSNDA မှာတာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောဆိုထားတယ်တဲ့နော်ဒါလည်းတရင်ကောင်းမယ်နော်ဒီလိုမျက်နှာမမဝင်တော့ချင်းတစ်ချိန်တေးမှာပဲစက်ကြည့်အောင်တော့တဲ့ဖလတ်မြို့သိမ်းပွဲတွင်အမျိုးသားလွတ်မြောက်ရေးတပ်တော်တဲ့ NNA တပ်မတော်မှာရဲဘော်တို့ဦးကြဆုံးပြီးကိုဦးတန်ရာချင်းပြည်နယ်ဖလတ်မြို့သိမ်းတိုက်ပွဲတွင်အမျိုးသားလွတ်မြောက်ရေးတပ်တော်တဲ့ NLA တပ်ဖွဲ့မှာရဲဘော်တို့ဦးကြဆုံးပြီး3ဦးကိုဦးတန်ရရှိခဲ့ကြောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် NLA တပ်ဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုဖြိုးကရန်ကုန်ခေတ်ကိုပြောဆိုထားတယ်နော်ဒါတော့စင်ကောင်းဆက်တဲ့မှာသူတို့အောင်မြင်ခြင်းရဲ့နောက်မှာလည်းပြန်ပေးဆက်ခြင်းနေရှိရဆိုတာတတိရှိပါတယ်ဒီရဲ့ LNA တဖွဲ့ပဲမဟုတ်ပါဘူးဖလန်ကပြည်သူ့ကာကွယ်တပ်တွေလည်းကြာလာရှိပါတယ်ပြီးရင် Black Tiger ကပြည်သူမြင်းချံ Black Tiger ကပြည်သူ့ကာကွယ်တပ်လည်း4ရောက်လာမှကြာတော့ပါလေအဲ့ဒီတော့စိတ်မကောင်းပါဘူးစက်ကြည့်အောင်တော့တဲ့နမ်းမုံမျိုးအနီးစစ်ကြောင်းထိုးလာတဲ့စစ်တပ်ရှမ်းနီ SNA ပူပေါင်းအဖွဲ့ကိုတိုက်ခိုက်မှုတဲ့စစ်တပ်ဘက်မှလည်း9ဦးသေဆုံးပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိတဲ့ကချင်ပြည်နယ်နမ်းမုံမျိုးအနီးစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နေတဲ့ရှမ်းနီ SNA ပူပေါင်းအဖွဲ့ကိုတိုက်ခိုက်ရစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောဆိုထားတယ်နော်ဒါလည်းသတင်းကောင်းမယ်နော်စက်ကြည့်မယ်နော်တဲ့ကောလင်းမြို့နယ်ရှော့ဖြူကုန်းကျွေးရွာကိုစစ်တပ်ကလေရင်ပြစ်ဘုံကျတိုက်ခိုက်မှုစစ်ပေးရှောင်မျိုးသမီး2ဦးသေဆုံးတယ်စကိုင်းတိုင်းကောလင်းမြို့နယ်ရှော့ဖြူကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ပြစ်ဘုံကျတိုက်ခိုက်ခြင်းကြောင့်စစ်ပေးရှောင်မျိုးသမီး2ဦးသေဆုံးခဲ့ကြောင်းကောလင်း info မှာတာဝန်ရှိသူ2ဦးကရန်ကုန်ခေတ်ကိုပြောဆိုထားတယ်တဲ့နော်ဒါလည်းစိတ်မကောင်းစရာတဲ့မယ်နော်ဒီကောင်ကလေရင်နဲ့ပဲဘုံကျတက်တယ်စက်ကြည့်အောင်နောက်မှာကျွန်တော်တော်လန်ရေးအောင်ပွဲအင်းတော်မြို့တိမ်တိုက်ပွဲကလည်းပြန်လာတဲ့အညာကကာကွယ်ရေးတပ်တွေကိုပြည်သူတွေကဘယ်လိုကြိုးဆိုထားလဲဆိုတာဘယ်လောက်ပြောရှင်ကြအောင်လဲပဲအမျိုးမျိုးဝင်ရတော့စတိုက်နေရတော့မှာနော်နောက်ကြရင်စတိုင်းဒီတော့အတိုင်းပြည်လုံးအဲ့လိုအောင်မဲခံရမယ်ဆိုရင်ကြာရင်ရောက်တော့မှာရောက်ပါပြီလေစစ်တောင်လေးပါကျော်ရိုင်းနော်အဲ့ဒါမှပြည်သူမြစ်တာဆက်ဆက်ရတာတော့အဲ့ဒါပဲနော်ပြည်သူတွေကလာကြိုပါလို့လည်းပြောကြမလို့နော်
9000ပေးနေလားချိုးမတန်းစီပြီးလားချိုးပါနော်အဘဘနိုင်ငံခြားကပြန်လာတာကိုလားချိုးပါဆိုမှပြောကြတယ်မလို့ကြောက်တယ် origin နဲ့သူအတိစိတ်တန်းနဲ့နော်သူတို့လုံးသားတွေကလာတဲ့စိတ်တန်းနဲ့လာချိုးဆိုပြီးတော်တော်ရှိအောင်ဝဲခံတယ်နော်ခဲမေရောပါနော်ပြောကြရင်နော်နောက်မှဆက်ကြည့်မယ်ကျွန်တော်ဦးလိုင်ဝင်းကျွန်တော်ချက်ရတဲ့ဦးလိုင်ဝင်းကပြောထားလေရင်ရှိတိုင်းစစ်ပွဲမနိုင်ဘူးဆိုတာကိုပြောသုံးသပ်ထားတဲ့ဗီဒီယိုလေးရန်ကောင်းပါလေ အင်းအောင်လည်းအုပ်စုအင်အားရှိတယ်ဆိုရင်သူတို့ပြောတဲ့အတိုင်းသူတို့လုံနိုင်တယ်ဆိုရင်ရခိုင်ကိုသူတို့ပြန်ရအောင်တိုင်မှာပေါ့ဗျာဟုတ်တယ်မလားမင်းအောင်လည်းအုပ်စုဒီနေ့အင်အားရှိနေတယ်ဆိုရင်တမ89တမမှုထွက်ပြေးစရာပဲလို့လေဗျာသူတို့အထူးကွန်မန်ဒိုတွေပါလေအဲ့ဒီဂျပန်လေကူကဆုတ်လာတဲ့အချိန်မှာအဲ့ကတာကိုလာဆုတ်တဲ့အချိန်မှာသူတို့အထူးကွန်မန်ဒိုတွေကလေ့ကျင့်ထားတဲ့အမေရိကန်မရင်းတပ်တို့ဟာမျိုးတွေကသူတမမှုလောက်လာကဲပေါ့ဘာလို့လာမကဲနိုင်တာလဲမျိုးတော်လိုက်စားတဲ့ကကမ္ဘာစီရေးသုံးသပ်တဲ့ပညာရှင်ဆရာမကြီးဒေါက်တာဒေါ်မီမီဝင်းဘက်အပါဝင်နိုင်ငံတကာပညာရှင်တွေအားလုံးသုံးသပ်ထားတာရှိတယ်လက်နဲ့အင်အားကြီးတိုင်းလေချောင်းပါဝါရှိတိုင်းစစ်ပွဲမနိုင်ဘူးအဲ့လိုနိုင်ရင်အမေရိကန်ဒီဗီယက်နမ်ကနေထွက်ပြေးစရာအကြောင်းမရှိဘူးအဲ့လိုနိုင်ရင်အမေရိကန်ဒီအာဖဂန်ကနေထွက်ပြေးစရာအကြောင်းမရှိဘူးအဲ့လိုနိုင်ရင်ရုရှားဒီအာဖဂန်ကနေအရှုံးနဲ့ထွက်ပြေးစရာအကြောင်းမရှိဘူးအဲ့လိုနိုင်စတန်းတာဆိုရင်ရုရှားတို့အီရန်တို့ဒီစီးရီးယားကနေအာဆတ်ထွက်ပြေးစရာအကြောင်းမရှိဘူးအဓိကကပါလေမြေပြင်စစ်တပ်ပြီးတော့တိုက်နေတဲ့စစ်သားတွေရဲ့စိတ်ဓာတ်ပြီးတော့စစ်ရေးကျွမ်းကျင်မှုပြီးတော့တောက်ခံနိုင်မှုစတမနာလို့ခေါ်တော့မာရသွန်ပြေးပွဲမှာခံနိုင်ရရှိတဲ့လူကသာတာပဲအဲ့ဒါကကျွန်တော်တို့ຫນွေဦးတော်လိုင်းစတဲ့ကပြောထားတဲ့စကားဗျာအဓိကပြည်သူထောက်ခံမှုမရှိဘူးသူတို့သတင်းမရဘူးသူတို့ရဲ့စပိုင်တွေကျွန်တော်တို့ထဲမှာမထည့်ထားနိုင်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့လှုပ်ရှားမှုကိုသူတို့သတင်းမရဘူးအဲ့ဒါကကျွန်တော်တို့အဓိကသာနေတဲ့အချက်ပဲတမမှုတို့လူတော်သူတို့မကယ်နိုင်ဘူးဗျာဥတမမှုကိုတော့ဆိုရင်ငိုရမလားကြီးရမလားဘာမှမသိတော့ဘူးသူတို့ဘက်ကကြောက်ဆုံးရတဲ့စစ်သားတွေအားလုံးလည်းအလောင်းတွေလည်းကြမ်းပြစ်ထားတယ်ရေပြင်မှာလည်းမိသားစုကိုပြန်မပြောဘူးပြီးတာနဲ့တက်ကနေကန်ထုတ်ပလိုက်တယ်သူတို့ဘက်ကသူတို့ရဲ့ဆက်ဆံရေးရကိုသူတို့လူကိုသူတို့ကမကြည့်တဲ့အခါကျတော့သူတို့လူတွေအားလုံးစိတ်သက်ကြနေတယ်ကောင်းတယ်နော်နောက်မှဆက်ကြည့်မယ်ကျွန်တော်အခုရှင်းမပြောထားတဲ့ကျွန်တော်အမေစုနဲ့ပတ်သက်တဲ့အမေစုလက်ကျိုးသွားတယ်ငလင်းတန်းကြောင့်လက်ကျိုးသွားတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးကိုရှယ်လေးပြောထားတဲ့သတင်းဘလောက်မှန်လဲဆိုတာတန်တမန်တွေသွားတွေ့ဖို့အတွက်နော်ဒေါ်အောင်ဆန်းစုကြည်အမေအိုကြီးကိုလှုပ်ရှားနေတဲ့အကောင်တွေကောင်မတွေဒီအချိန်မှာလှုပ်ရှားပြီးတောင်းဆိုတဲ့တယ်ဒါကိုပြောနေတာမင်းတို့အမေအိုကြီးကိုမင်းတို့ပြစ်ထားလို့မင်းတို့လှုပ်ရှားထားတဲ့ကောင်တွေကောင်မတွေတို့ပြောနေတာဒီအချိန်မှာမင်းတို့တောင်းဆိုရမယ်တိုက်တွန်းရမယ်နော်ဒီသတင်းမှန်မမှန်ရအောင်မင်းတို့တွေ့ရမယ်တွေ့နိုင်တဲ့တန်တမန်ရအောင်လုပ်ရမယ်ဒါကိုပြောတာဟုတ်ပြီလားဗမာနိုင်ငံကြီးမင်းတို့ထင်တော့မလွယ်ဘူးကွာမင်းစစ်တပ်ဆိုတာအမြဲတမ်းရုပ်မာနေတဲ့လူရုပ်မာကြားထဲမှာမင်းတို့လှုပ်ရှားထားတဲ့အမေအိုကြီးရောက်နေတာဒါကိုပြောတာအမေစုရဲ့တခြင်းကိုလည်းစုံစမ်းမှုလိုပါတယ်မှန်ကန်ကြောင်းမှန်ကန်ကြောင်းပြီးရင်အန်ယူဂျီလိုအန်ဒီအဖွဲ့အစည်းတွေကလည်းတန်တမန်ရေးရနဲ့နိုင်ငံတကာနိုင်ငံတခြားနိုင်ငံကလို့ကိုတန်တမန်ရေးရတွားပြီးအမေစုနဲ့တွေ့ဆုံခွင့်တောင်းဖို့သူတို့ပြောဖို့လိုပဲဆိုတော့သူကထောက်ပြသွားတာဖြစ်ပါတယ်ဆက်ချိမယ်နောက်မှာတော့ဘောမနော်အသက်ကြီးပြီးအချိန်မစီးပဲနော်သမင်းစားပြီးကောင်းမှရှိပဲရှိတဲ့ဘောမဘိုးတော်တယောက်ပြောထားတာသူအမေစုစော်ကားထားတဲ့အများကြီးပါကျွန်တော်ဖြတ်ထားတာစက်ကြည့်အောင်အဲ့တော့တက်ချုပ်ကြီးတယောက်ဖြစ်လာတယ်ဆိုတာလေလွယ်လွယ်လေးမဟုတ်ပါဘူးနော်
ခိုးတက်ရ အများကြီးတဲ့မှာဖြစ်လာတာသူ့ဖုံသူ့ကန်သူ့ရဲ့အရေးချင်းနဲ့မလို့ဒီနိုင်တာ ခိုးတက်ဆုံးမလို့ သူကတကယ်တော့ဘယင်ပဲအဲ့ဒါကိုမင်းတို့ဆဲနေ ဘာဘရင်တော့ဘာဘရင်တော့ခွေးဘရင်လား အဲ့တော့ပြောချင်တာ PDF တွေထောက်ဖို့မင်းတို့တစ်ခါတိုက်လိုက်တစ်ခါအလှခံလိုက်နေမချက်ဘူးလားမင်းတို့ တစ်ခါတက်လဲတစ်ခါလူခံလိုက်နေမင်းတို့စစ်တပ်ကြီးပြုတ်တော့မှာလေစစ်တပ်ကြီးကုန်တော့မှာလေအဲ့ဒါလည်းမရှက်ဘူးလားတစ်ခါတိုက်တစ်ခါလူခံပြီးတစ်ခါတိုက်လိုက်တာနဲ့တစ်ခါလူခံတစ်ခါတိုက်တစ်ခါလူခံတစ်ခါတိုက်နေမင်းတို့စစ်တပ်ကပြုတ်ပြုံးနေပြီလေပရုပ်လုံးပါနေပြီဆိုတော့မင်းမသိဘူးလားအသက်ကြီးပြီးချင်းမရှိဘူးရိုးသေးစားအကြောင်းမရှိဘူးနော် တက်မလို့ဘယ်တော့မှမနိုင်ဘယ်တော့မှမနိုင်ဘူးကွာဒီတက်မလို့ယူမင်းတို့တေးတဲ့ထိမနိုင်ဘူးမင်းတို့ စကားကိုလည်းအကုန်မပြောနဲ့သမင်းကိုအကုန်စကားကိုအကုန်မပြောနဲ့အခုခင်ဗျားတက်မတော့ဘယ်အခြေအနေရောက်နေလဲဆိုတာအရင်လေ့လာအောင် ညာ နော် ဒေတာဘလောက်အေးကြလဲတစ်ချိန်တော့ဆိုရင်ကိုကြီးအိမ်ကောင်းနေနဲ့အခုပြကြကုန်ဘာကြောင့်ပြကြလဲမင်းတို့ကစစ်ကိုခေါ်တာမင်းတို့အညာသားတွေမိသားစုတွေရောစုံကြသေးရဲ့လားမစုံ စစ်ခွေးတွေနော်စစ်ခွေးတွေအောက်ကလောက်ငယ်ဒါမပြောနဲ့အထက်အရာရှိအခုတမမူတို့တွေတော့မှမိကြောက်စုံကြရလေလေးရဲ့လာလို့ခင်ဗျားအရင်တမေးလိုက်နော်ခင်ဗျားတို့ PDF မနေ့တနေ့ကပေါ်လာ PDF ကိုမမင်းနဲ့ PDF ကတော်လိုင်းပြည်သူတွေကိုမမင်းနဲ့အခုမင်းတို့နှစ်90တက်တန်းရှိ standard army ကြီးနော်အခုတမမူတွေအစားဖမ်းခံထားရတဲ့လူတွေရဲ့မိသားစုတွေရောစုံသေးရဲ့လားလို့တမေးလိုက်အရင်နော် နော်မင်းတို့ရဲ့ဘဝတွေကမတွေးဝင်ဘူးကွာမြန်လက်နဲ့ချပြီးလင်းဝင်လိုက်ပါအကောင် ဟာတော့ပြောတယ်နော် တက်ရှုပ်ကြီးကဒီလိုလေးမင်းတို့မလုပ်သေးလို့မှတ်ထားမင်းတို့တွေမြေပေါ်မှာတော့နဲ့လူတွေတော့ပြောမလဲတင်ញိုင်ကုန်းကြီးတကုန်းမှရှိတယ်အဲ့တင်ញိုင်သူမကြိုက်ရင်တော့ဟဲကောင်တင်ញိုင်ကတာဝန်ရှိတဲ့ကောင်လားမနေ့ပြန်မင်းတို့ထုတ်ဖို့တွေထုတ်တာနောက်နေ့ကားတွေစီပေးလိုက်လို့ရှင်တက်မင်းတို့ထုတ်ဖို့တွေဟဲ့ငရုပ်ဖို့တော့မကြံခဲ့နဲ့လို့ကားတွေပေါ်ကျွီနဲ့မင်းတို့တည်ထားတဲ့ဝိညာဉ်တော်မှာတက်ချုပ်ကြီးအမိန်ပေးထွက်ပြေးရမှာရှင်းလား တချို့ကြီးကမတာဘူးမတာဘရင်ဆိုတော့နော်မတာခေါင်းဆောင်ဆိုတော့မတာလည်းသူ့စကားနားထောင်မှာပေါ့နော်မတာလည်းဝိညာဉ်နေနော်မင်းတချို့ကြီးကမတာသူစစ်တပ်ကမတာစစ်တပ်ကြီးတီထောင်တာနော်တိုက်တိုင်းသိနေတယ်မတာစစ်တပ်ကြီးတီထောင်တာမှာတော့ဝိညာဉ်နေပဲသူ့စကားနားထောင်မှာတရေတစ်စီတရေတွေပဲသူ့စကားနားထောင်မှာနော်ကျန်လူကသူ့စကားဘယ်သူမှနားမထောင်သူ့အမိဘယ်သူမှနားမခံအောင်ရှင်းလား မယုံမေးကြည့်အဲ့ဒါတွေလေ့လာကြည့်လိုက်တကယ်ရှိတယ်တမတော်အမိန်ပေးပြီးထွက်ခိုင်းရင်အကုန်ထွက်ရတယ်ကွာမင်းတို့လည်းတမတော်တက်ချုပ်တဲ့ဒီလိုလေးလှုပ်လိုက်ကွာဆိုလို့ရှိရင်တယောက်မှကြမ်းမှာ လှုပ်လိုက်စမ်းပါ တက်ချုပ်ကြီးကကိုယ်နိုင်ငံသားတွေပဲဆိုပြီးတော့ လေပဲပြောနေတာလေတက် ဆွေးနွေးနေတာမင်းတို့သဘုံတွေကိုလည်းတူတူပဲနှစ်90လောက်ရှိတိုက်နေတာဘယ်သူမှမနိုင်ဘူးအဲ့တော့ဘာမဟုတ်တဲ့မင်းတို့အညာသားတွေအလိန်ခံနေရတာတော်လိုက်ပါတော့ရက်တန်းရက်နော် ညာသားအလင်ခံရရတယ်နော်ပြောတတ်တယ်နော်မင်းတို့စစ်ခွေတွေကမင်းတို့စစ်ခွေပေါ်မှနေလူတွေကအလင်ခံရတာနော်တိုက်တိုင်ရှုံးနော်မင်းတို့စစ်ခွေကိုတခုပြောမယ်လေရင်ပိုင်တယ်လေရင်နဲ့ဘုံလိုက်ကျဲတယ်လေရင်နဲ့တိုက်တယ်ဘယ်မြို့ကိုကာကွယ်နိုင်တယ်မင်းလေရင်နဲ့တိုက်နေပြီးတော့နော်ဘယ်မြို့တစ်မြို့ကိုကာကွယ်နိုင်တယ်ဘယ်မြို့တစ်မြို့ကိုပြန်တော်လိုင်းတက်တွေတိမ်သွားဘယ်မြို့တစ်မြို့ကိုမင်းတို့လေရင်နဲ့တိုက်လိုက်လို့ပြန်ရနိုင်တယ်နော်အခုနအရှိမဦးနိုင်ဝင်တုံးတက်သွားသလိုပဲလေရင်ပါလိုက်စစ်ပွဲနိုင်မယ်ဆိုရင်မင်းတို့ငါတို့တော်လိုင်းတက်တွေတိမ်လိုက်တဲ့မြို့တွေကတော်လိုင်းတက်တွေလက်ထဲမှာရှိစရာအကြောင်းမရှိတော့မင်းတို့လေရင်ရှိတဲ့အတွက်မင်းတို့လက်ထဲပြန်ရောက်တော့မှာအခုမင်းတို့လေရင်နဲ့ကဗျမ်းမလာတွေပုံလိုက်ကျဲနေတာမင်းတို့ပြန်မရအောင်နော်ဆူတောင်း10နှစ်ဆူတောင်းဆိုရတဲ့တော့ပါပဲအစုံတိလိုက်ပါကြည့်ရှုပေးတဲ့အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးတော့ဝိုင်းရံပေးကြဖို့မေတ္တာရပ်ခံပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေစစ်အာဏာရှင်အမြန်ဆုံးကြရှုံးပါစေအရေးတော်ပုံအောင်နေပြီ